အများပြည်သူနှောက်ယှက်မှုဆိုတာဘာလဲမင်္ဂလာပါရှင်ကျမကတော့ဇီနစ်လီကစားပေးမန်ပါဝင်တရားလွတ်တော်ရှိနေဒေါ်နင်းမြတ်မော်ပဲဖြစ်ပါတယ်ရှင်ကျမဒီနေ့ပြပြပေးမယ်ဥပဒေအကြောင်းအရာလေးကတော့အများပြည်သူကိုနှောက်ယှက်မှုပဲဖြစ်ပါတယ်အများပြည်သူကိုနှောက်ယှက်တယ်ဆိုတာအများပြည်သူတွေနေထိုင်တဲ့ပတ်ဝန်းကျင်နေရာဒေသတွာလာရတဲ့လမ်းအစရှိသဖြင့်အများပြည်သူအသုံးပြုနေတဲ့အရာအလုံးအများပြည်သူနေထိုင်တဲ့နေရာတွေအလုံးပါဝင်ပါတယ်ဒီလိုနေရာတွေမှာအများပြည်သူကိုစိတ်ညစ်ညစ်အောင်ပြုလုပ်တာတွေအများပြည်သူတွာလာတဲ့လမ်းတွေကိုဟန်တားတာတွေပိတ်ဆို့တာတွေအများပြည်သူတွေမကြောက်မနာတာအော်ဟစ်ပြောဆိုတာတွေစူညံတဲ့အတန်တွေကိုပြုလုပ်တာတွေအများပြည်သူကိုဘေးဖြစ်နိုင်တဲ့အရာတွေပြုလုပ်တာတွေဒီအများပြည်သူနစ်နာနိုင်တဲ့အရာတွေကိုဥပဒေမဲ့ပြုလုပ်တာတွေဟာအများပြည်သူကိုနှောက်ယှက်ခြင်းပဲဖြစ်ပါတယ်ဒီလိုအရာတွေကိုကျူးလွန်ခဲ့မယ်ဆိုရင်တော့ရာဇသတ်ကြီးပုံမှာ290အရာဒဏ်ငွေ2000ပြစ်ဒဏ်ကြခံရနိုင်ပါတယ်ဒဏ်ငွေ2000ပြစ်ဒဏ်ကြခံရပြီလို့ကိုကဒီရဲ့ပြစ်မှုတွေကိုထပ်မံပြီးတော့ကျူးလွန်ခဲ့မယ်ဆိုရင်လည်းရာဇသက်ကြီးပုံမှာ291အရာအလုံးမဲ့ထောင်ဒဏ်6လကိုဖြစ်စီငွေဒဏ်ကိုဖြစ်စီဒဏ်နှစ်လုံးကိုဖြစ်စီပြစ်ဒဏ်ကြခံရနိုင်တယ်ဆိုတဲ့အကြောင်းဥပဒေဗဟုသုတအနေနဲ့မျှဝေပေးလိုက်ရပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်